အားမကြောင့်အရှုံးဆိုတာဘာလဲမသိသေးတဲ့ခင်ကြီး United ကတော့တတော်ရှင်ပြီးဇာတ်ထိတ်တက်မဲ့လောက်ကမှစီပင်နဲ့တွေ့ပြီးတော့နိုင်ပွဲဆက်မှုရပ်တန့်သွားခဲ့လို့ပဲပြောမှာဖြစ်ပါတယ်ပြီးခဲ့တဲ့ပွဲစဉ်၃ပွဲဆက်တိုင်းနိုင်ပွဲရယူထားပြီးတော့အမေရိလက်ထက်မှာပထမဆုံးပရီးမီးယားလိ၃ပွဲဆက်နိုင်ပွဲရရှိထား United ဟာတော်ရက်ကိုအတော်မတန်လုပ်ဖို့အတွက်စီတီဂရောင်းလာခဲ့တာတော့အမှန်ကန်ပါပဲဒါပေမဲ့ထုံးစံတိုင်း United ဟာတခုကောင်းလာပြီဆိုရင်တနေရာမဟုတ်တနေရာဘွေဖောက်တဲ့အကျင့်လေးရှိတဲ့အတိုင်းဒီနေ့ပွဲစဉ်မှာလည်း United နောက်တန်းရဲ့အမြင်ပေါ်ရှင်းထုတ်မှုအားနည်းတဲ့ကြောင့်ဘွေဖောက်ပြီးတော့အခုလိုတေးတမက်နဲ့ကျင်းနေခဲ့ရဖြစ်ပါတယ်ဒါတော့ United ဒီနေ့ကစားသွားတဲ့ခြေစွမ်းအရာအနိုင်ရဖို့ထိုက်တယ်လို့ပြောမှာပါ။နောက်ကျန်ဖော်ရာလက်ရှိချိန်မှာလိပြအပြောင်းလဲနေခြေစွမ်းပိုင်းတည်ငြိမ်မှုမရှိသေးတဲ့အသင်းမှာဒီလိုအသင်းမျိုးကို United အနေနဲ့အနိုင်ကစားနိုင်ရဲ့သားနဲ့နောက်တန်းအားနည်းချက်တွေအမြင်မောကာဝယ်မှုအားနည်းချက်တွေကြောင့်အခုလိုရှုံးမဲကြုံတွေသွားခဲ့ရဖြစ်ပါတယ်။ဘာဖြစ်အစိုးရကအကောင်းကတော့အာမက်ကြောင့်တကယ်တော့အရှုံးဆိုတာဘာလဲမသိသေးဘူးလို့ပြောမှာဖြစ်ပါတယ်။ United ဒီနေ့ပွဲမှာထုံးစံတိုင်း3-2ကစားရတဲ့ပွဲထွက်လာတယ်။တိုက်စစ်မှာရှက်ကိုထောင်ထားခဲ့ပြီးတော့ကိုညာအမမိုးနဲ့တွဲပေးထားပါတယ်။ကွင်းလယ်မှာတော့ Bruno Fernandes နဲ့ Casemiro တို့ပွဲထွက်လာခဲ့ပြီးတော့ဝင်းဘက်တွေဖြင့်ဒါတော့နဲ့အာမတ်ကိုခင်းကျင်းသွားခဲ့တာပါ။ဂိုသမားကတော့ Sandy Lasman ပဲဖြစ်ပြီးတော့နောက်တန်းတော့အတန်းမှာတော့ Luke Shaw, Dylan နဲ့ Euro တို့ကိုခင်းကျင်းသွားခဲ့တာဖြစ်ပါတယ်။တစ်ဘက်က Nottingham Forest ကတော့4-3ကစားကွက်မှာ Lewis Ederson, Anthony, Kit White, Hardline တို့အဆိုးဖွဲ့နေပဲ United ကိုရင်ဆိုင်လာခဲ့တာဖြစ်ပါတယ်။ပွဲစားရဲ့ဆိုတဲ့က United ဘက်က PR ပေးကစားဖို့စ조사ခဲ့တယ်လို့ Nottingham Forest ကလည်းအင်ရှင်ဘီဘီခန့်မှနဲ့တုံ့ပြန်နိုင်ခဲ့ပါတယ်။ပွဲချိန်3မိနစ်မှာရင်အမမိုးရဲ့ဖျက်ချိုးပေးမှုကိုရှက်ကိုကအသုံးသပ်ဖို့စ조사ခဲ့ပေမဲ့ထိချမမှန်ခဲ့တာကြောင့်ဂိုးပေါက်နဲ့လဲချော်သွားခဲ့ပါတယ်။အဲနောက် Forest ဘက်ကလည်းပြန်လည်ထိုးပေါက်မှုတချို့ပြုလုပ်လာနိုင်ခဲ့ပေမဲ့ United နောက်တန်းကလည်းအကောင်းဆုံးပုံစံမှာရှိနေခဲ့ပါတယ်။ပွဲချိန်9မိနစ်မှာတော့ area အပြင်ဘက်က Andrew ရဲ့ဝေးကန်ချက်ကတော်လေးကောင်းခဲ့ပေမဲ့ United ကိုသမား Lasman ကကောက်ခွဲသွားနိုင်ခဲ့တာပါ။ Forest United ကိုကစားကွက်တောင်ကောင်းကောင်းတင်ကိုမပေးပဲမင်းဘလော့လိုဘလော့တွေနဲ့ဒုက္ခပေးထားနိုင်ခဲ့ပါတယ်။ United ကလည်းခွင့်ရရတယ်လို့ပြန်လည်ဖျားပေးထားနိုင်ခဲ့ပြီးပွဲချိန်15မိနစ်မှာရှက်ကွင်းရဲ့ဝေးကန်ချက်ကတော်လေးကောင်းခဲ့ပေမဲ့ဂိုးဖြစ်တော့ပြန်လည်နိုင်ခြင်းမရှိခဲ့ပါဘူး။ပရမိုင်မိနစ်30ဝန်းကျင်လောက်အထိကိုအပြန်လည်တိုင်းစစ်စင်မှုတွေမြင်တွေ့ခဲ့ရပြီးတော့ဂိုသမားတွေရဲ့လန်ဆွမ်းပြောင်းမှုတွေကြောင့်သာဂိုးမရှိတဲ့ရနဲ့ထွက်ပေါ်ခဲ့တာပါ။ပွဲချိန်29မှာတော့အာမဲကန်ချက်ကတော်လေးကောင်းခဲ့ပြီး Forest ဂိုသမားကာကွယ်သွားနိုင်ခဲ့တာကြောင့် United တို့ဦးဆောင်ကိုမရခဲ့တာဖြစ်ပါတယ်။ပွဲချိန်34မိနစ်မှာတော့ United တို့ဦးဆောင်ကိုရရှိခဲ့ပြီးတော့ Bruno Can တင်ပြလိုက်တဲ့တောက်ကန်ဘောကနေ Casemiro ကခေါင်းထိုက်သွင်းသွားခဲ့တာပါ။ United တို့ဦးဆောင်ကိုရရှိသွားခဲ့ပြီးနောက်ပွဲကပုံမြန်လာခဲ့ပြီးနှစ်သင်းစလုံးအခွင့်အရေးကိုစီရရှိခဲ့ပေမဲ့အသုံးမချနိုင်ခဲ့ပါဘူး။ဒုတိယပိုင်းပြန်စားမှာတော့ထုံးစံတိုင်း United တို့အထာနီးနီးကေရကနေခြေပါကိုပြန်ပြီးလိုက်ရပါတယ်။ပွဲချိန်28မိနစ်မှာတော့ Ryan Rati ရဲ့ဖြတ်တင်ပေးမှုကနေ Morgan K-White ကခေါင်းထိုက်သွင်းသွားခဲ့တာပါ။ United အားနည်းလုံးနဲ့အမြင်မောကာကွယ်မှုတွေကိုကောင်းကောင်းကြီးအသုံးချသွားခဲ့တာဖြစ်ပါတယ်။အခြေပါကိုပြန်ပေးလိုက်ရပြီးတဲ့နောက် United ဟာပုံစံကောင်းပြန်လည်ပြသနိုင်ခြင်းမရှိဘဲနဲ့2မိနစ်အကြာမှာပဲဦးဆောင်ကိုထပ်ပေးလိုက်ရပြန်ပါတယ်။ဒီကောကိုတော့ United နောက်တန်းကရှင်းထုတ်ပုံမသေးတတ်ရကနေ Nicolo Savona ကသွင်းယူပေးခဲ့တာဖြစ်ပါတယ်။ဒုတိယပိုင်းပြန်စားပြီး9မိနစ်အကြာမှာနှံကိုးစတိုက်ပေးလိုက်ရတာကြောင့်ပွဲကတော်တော်လေးကိုအလှည့်ပြောင်းဖြစ်သွားလို့ United ကစားသမားတွေလည်းလောရကန်ခတ်သွားခဲ့ပါတယ်။အဲနောက် United ဘက်ကဒေါရှော့ဆိုလိုတိုက်စစ်ဆင်လာနိုင်ခဲ့ပေမဲ့ရှောင်းတိုင်းရဲ့မှောင်မိုက်တဲ့ခန်းစစ်အားတန်ကစားကွက်တွေအောက်မှာခြေပါကိုပြင်ရဖို့ကြံ့ကြာနေခဲ့ပါတယ်။ဒီကြားထဲမှာဘဲလီဘက်ကလည်းတမန်တိုင်းစစ်တွေကလည်း United ကိုကောင်းကောင်းကြီးဒုက္ခပေးထားနိုင်ခဲ့တယ်လို့အမြင်ဘောတွေကိုအားပြုပြီးတော့ဖိအားပေးမှုတွေလည်းဒေါရှော့ပြုလုပ်ထားနိုင်ခဲ့ပါတယ်။ပွဲချိန်မိနစ်60မှာဆိုရင် Bruno ရဲ့ကန်ချက်တိုင်းကြီးထွက်ခဲ့တာကနှမျောစရာဖြစ်ခဲ့တယ်လို့9မိနစ်ကြာမှာ Forest ဘက်ကခေါင်းတိုင်းချက်လွဲချော်သွားခဲ့တာလည်း United အတွက်တတ်တာရခဲ့ပါတယ်။ပွဲချိန်82မိနစ်မှာတော့ United တို့ခြေပါကိုပြန်လည်ရရှိခဲ့ပြီးတော့ Nottingham Forest နောက်တန်းကရှင်းထုတ်လိုက်တဲ့ဘောလုံးကို area ထိပ်ကနေအာမတ်ကဘောလီကန်ချက်နဲ့အားပါပြင်းထန်သွားကန်သွင်းပြီးယူပေးခဲ့တာဖြစ်ပါတယ်။လက်ချံပွဲချိန်တွေမှာတော့ United ကဒေါရှော့ဖိအားပေးထားနိုင်ခဲ့တဲ့ဆိုပေမဲ့ Forest နောက်တန်းနဲ့ဂိုသမားရဲ့လက်စွမ်းပြမှုတွေကြောင့်တူတူနဲ့ယူမှုဖြစ်ပြီးတော့နိုင်ပွဲဆက်မှုရပ်တန့်သွားခဲ့တာပါ။